မာတာရဲ့အမြင်အရအဲ့ဒီညကသူမဟာဟာလန်ကိုဆေးထိုးပေးရင်းဆေးပလင်းမပြီးတေးစေနိုင်တဲ့မော်ဖင်းတွေကိုအလွန်ကျွံထိုးပေးမိလိုက်တယ်လို့ထင်သွားပါတယ်။10 မိနစ်အတွင်းဟာလန်တေတော့မယ်ဆိုတာသိလိုက်ရတဲ့အခါဟာလန်ကမာတာရဲ့မိသားစုဒုက္ခမရောက်အောင်ဇလန်းဆင်ပေးခဲ့ပါတယ်။မာရာကိုအိမ်ကနေဘယ်သူမှမသိအောင်ထွက်သွားခိုင်းပြီးလူတက်မှုမဟုတ်ပဲကိုတေချောင်းကြံစီမှုဖြစ်အောင်သူ့လယ်ပင်သူလှီးဖြတ်လိုက်ပါတော့တယ်။အမှန်တရားကတော့ရန်ဆန်ဟာအဖိုးဖြစ်သူကမာရာကိုအမွေပေးမယ်ဆိုတာကြိုသိခဲ့လို့မာရာကိုလူသက်သမားဖြစ်အောင်ထောင်ချောက်ဆင်ခဲ့တာပါ။သူကဆေးပလင်းတွေရဲ့အညွှန်းတွေကိုအချင်းချင်းလဲလှယ်ထားခဲ့ပါတယ်။ဒါပေမဲ့မာရာဟာသူနာပြုကောင်းတစ်ယောက်ဖြစ်လို့အညွှန်းကိုမကြည့်ပဲဆေးရဲ့အယောင်နဲ့အပြစ်ကျဲကိုကြည့်ပြီးမှန်ကန်တဲ့ဆေးကိုပဲထိုးပေးခဲ့တာပါ။ဆိုလိုတာကဟာလန်ဟာဆေးလွန်ပြီးတေးစရာအကြောင်းလုံးဝမရှိပဲအလကားတေဆုံးသွားခဲ့ရတာပါ။ရန်ဆန်ဟာအကြံပြတ်သွားတဲ့အခါမာရာကိုဓားနဲ့ထိုးတက်ဖို့ကြိုးစားပေမဲ့အဲ့ဒီဓားကအတုဖြစ်နေပါတယ်။ရန်ဆန်အဖမ်းခံလိုက်ရပါပြီ။